လောကမှာမိဘနဲ့သားသမီးဆရာနဲ့တပည့်ရဲ့လို့ရှိကြပါတယ်မိဘနဲ့ဆရာသမားတွေဟာဘာနဲ့တူလဲဆိုရင်ဥယျာဉ်မှုနဲ့တူပါတယ်နော်ဥယျာဉ်မှုတွေဟာသူတို့စိုက်ပျိုးထားတဲ့ပန်းပင်လေးတွေပန်းပွင့်လေးတွေလှပဝေစာနေမယ်ဆိုရင်ပျော်ရွှင်နေကြတာပါပဲသူစိုက်ပျိုးထားတဲ့ပန်းပွင့်ပန်းခက်ကလေးတို့ရှိုးဖြတ်မယ်ဆိုရင်ရှင်နာနာနဲ့သူတို့မှခံစားနေရတယ်ဒီလိုပါပဲကိုယ့်ရဲ့သားသမီးတွေကိုတပါးသူတွေကနှောက်ရှက်လာမယ်ဖျက်ဆီးလာမယ်ဆိုရင်မိဘတွေကရင်ကြိုးမတက်ခံစားရတယ်ဆရာသမားတွေလည်းဒီတိုင်းပဲကိုယ်တပည့်တွေကိုတပါးသူကရှိုးရှိုးနေနေနဲ့ပြောလာမယ်ဆိုရင်အဲ့ဒီဆရာသမားတွေကရင်ကျူးမနာတွေဖြစ်ရတယ်ဒါကြောင့်မိဘနဲ့ဆရာသမားဆိုတာအနန္တဂိုင်းဝင်ကျေးဇူးရှင်တွေဖြစ်တယ်ဘယ်တော့မှမင်းတို့မပြတ်မှားကြနဲ့မင်းတို့ဘယ်တော့မှမိဘနှစ်ပါးကိုစိတ်နဲ့တောင်ဆရာသမားတွေကိုစိတ်နဲ့တောင်မပြတ်မှားနဲ့မိဘနဲ့ဆရာသမားဆိုတာမင်းတို့အတွက်စုံရည်ပဲရှိတယ်စံရည်မရှိဘူးနော်မင်းတို့လူလားမြောက်တဲ့အထိပြုစုယူရပေးခဲ့ရတယ်မိဘနှစ်ပါးကလက်ဦးဆရာမိထိုက်စွာပုပ္ပါစရိယမိနေပါပထမဦးဆုံးဆရာပဲဒုတိယမင်းတို့ကိုနေတတ်ထိုင်တတ်အောင်သွားတတ်လာတတ်အောင်လူစံတမိအောင်သင်ကြားပေးတာကတော့ဆရာသမားတွေပဲဒါကြောင့်နာထောတဲ့ကိုးခွေရဒီမှာဖရာတရားတန်ခါရဏမြတ်သုံးပါအမိဘဆရာသမားဆိုပြီးတော့မင်းတို့အမေနဲ့အဖေဆရာသမားတက်ရှိဖရာတွေပဲမပြစ်မှားမကျူးလွန်အပ်တဲ့ခင်မွန်ကြီး7ပါးထဲမှာလည်းပါတယ်ကြည့်ဒါကြောင့်မလို့မိဘနဲ့ဆရာသမားကိုရိုးရိုးသေးသေးလေးလေးစားစားနဲ့ဆက်ဆံကြတဲ့သားသမီးတွေဘယ်တော့